สวัสดีครับทีนี้มาเราแต่งงานတို့ကိုကျွန်တော်ကဈေးဝယ်ခြင်းနဲ့ပဲတက်တဲ့ဥစ္စာပြောပြမှာဖြစ်ပါတယ်ပထမဦးစွာဈေးဝယ်သွားမယ်ကိုပိုင်ซื้อของပိုင်ซื้อของအဲ့ဒါကဈေးသွားဝယ်ခြင်းအဲ့တော့ဈေးသွားဝယ်တဲ့အခါမှာကျွန်တော်တို့ပစ္စည်းတွေကိုတွေ့လို့ရှိရင်ညွှန်ပြမယ်အနီးထောက်ရိုက်ခါအနီးထောက်ရိုက်ခါဒီဟာကဘယ်လောက်လဲသူကဘာကိုညွှန်းတာလဲဆိုရင်အနီးနားမှာရှိတဲ့ပစ္စည်းတွေကိုညွှန်ပြရင်သုံးတဲ့အခါမှာပေါ့နော်နောက်တစ်ခုကအနံထောက်ရိုက်ခါအနံထောက်ရိုက်ခါဒါကကြတော့အဲဟာကဘယ်လောက်လဲကိုယ်နဲ့ဝေးပြီးတော့မြင်နိုင်တဲ့နေရာမှာရှိတဲ့ဥစ္စာကိုညွှန်ပြတဲ့အခါမှာသုံးတယ်အနံထောက်ရိုက်ခါအနံထောက်ရိုက်ခါနောက်တစ်ခုကကြတော့ကိုယ်နဲ့ဝေးဆုံးနေရာမှာရှိတဲ့နေရာတွေကိုညွှန်ပြတဲ့အခါမှာဆိုရင်သုံးတယ်အနုံအနုံထောက်ရိုက်ခါအနုံထောက်ရိုက်ခါဟိုးဟာကရောဘယ်လောက်လဲနော်ဟိုးဟာကရောဘယ်လောက်လဲအနုံထောက်ရိုက်ခါ